Okay, hope you ma. TG ရောက်နေပြီဆိုတော့ခုကအေးစောတော့ပြောတဲ့ indicator တွေကို setting တွေပါပဲဖြစ်ကြီးချင်တယ်ဆိုရင်ဟိုအောက်က sell နဲ့ buy နဲ့အေး close ရဲ့အောက်မှာတော်မှာကွယ်ထားတယ်မလားအခုကဒါနှစ်ခုတော့အပ်ထားသလိုပြန်နေဒီindicator တပုံစံနဲ့နှစ်ခါတော့မှထည့်ထားတဲ့ပုံစံပေါ့မဟုတ်လား the phoenix ဆိုကွယ်ထားနောက်တစ်ခု the phoenix အဲ့လိုပြန်နေအဲ့ဒါအခုဒီလိုပဲထားလိုက်မလို့စဲဟိုပြရင်းနဲ့အဲ့တော့အခုဒီမှာရှုပ်ချက်ခန့်နေဆိုပုံမှာဟိုကနန်းနေဒီမှာများသေးသေးလေးပေါ်နေမလားအဲ့ဒီကတော့ဘာမှမဟုတ်သူ့ရဲ့ဒီindicator ရဲ့သူ့ရဲ့ setting original setting လို့ပါကိုကအဲ့လိုမျိုးရှုပ်ချက်ခတ်လို့ကိုအယောင်မာဖြစ်စီမှာဆိုလို့ကိုနီကိုဟန်နဲ့ကြည့်ရတဲ့ပုံမျိုးဆိုအကုန်လုံးဖယ်ထားလိုက်တာကိုတီးချင်တာဒီအောက်ကမြင်းချောင်းတစ်ခုပဲရချင်တာဟုတ်အဲ့ဆိုမြင်းချောင်းရချင်တယ်ပြီးတော့ဒီ trading session ဟိုအယောင်ချယ်တဲ့ရချင်တယ်အဲ့နှစ်ခုပဲရချင်တာလေကိုတခြား style နဲ့ထည့်လိုက်ရပါဒါမဲ့ဒါ3နှစ်ကြာလဲဖြစ်တော့ဒီလိုပဲတစ်ခုပဲဒီတစ်ခုနဲ့ဒီ indicator တစ်ခုနဲ့ပဲပြီးအောင်လုပ်ရတဲ့ပုံမျိုးပါကဲအဲဆိုလို့ရှိရင်အဲ့ဒီ setting ကိုတွားမယ်ဆိုလို့ရှိရင်အဲ့ဒီဟာနှိပ်လိုက်ပြီးတော့အလေယာ setting ကိုနှိပ်ချလိုက်အလေယာ setting နှိပ်ချလိုက်တဲ့မျိုးပေါ်လိုက်ဒါမျိုးပေါ်လာလို့ရှိရင်အခုကဖြောက်မယ်ဆိုတော့ဒီမှာအနီရောင်နဲ့နှိပ်ရလို့ရအဲ့ဒါကအခုဒါမြင်းချောင်းဟာကိုသူကပြောနေအဲ့အောက်ကိုဆင်းလာလို့ရှိရင်အမှဒီမှာအစိမ်းရောင်နဲ့သူ့ရဲ့ခေါင်းစဉ်က trend cloud ကအေးဟိုထားလိုက်ပါတော့တေချာအောက်ကအေးကလာအကြီးလိန်အကြီးကိုပြောလေအမှဒီကောင်ပြောနေဒီဟာကို high လို့လုပ်လိုက်အကောင်မကြည့်တော့ကောင်းလည်းမကြည့်တော့ဘူးပြီးတော့နောက်တစ်ခုထပ်ဆင်းလာရင်မှ 1ps ခန်းနဲ့ဟိုဒီမှာ bow လို့ဖြစ်နေမလားအဲ့ဒါကိုလည်း high လို့လုပ်လိုက်မမြင်ချင်ဘူးပြီးတော့အောက်ထပ်ဆင်းလာရင်ဒီမှာဆိုလည်းဒီကောင် high လို့လုပ်လိုက်မမြင်ချင်ဘူးဒါသူကသူ origin အစကတည်းက high လုပ်ပြီးသားအဲဆိုဘာမှမဖြစ်ပြီးတော့ဒီကောင်က show ဆိုလဲ high လို့လောက်လိုက်မမြင်ချင်ဘူးအဲ့ဒါပဲဘာမှမရှိတော့ပြီးတော့ဒီမှာဒီ trading session ကိုမြင်ချင်တယ်အဲဆိုကို show လို့လောက်လိုက် show လို့လောက်ပြီးတော့ဒီအချိန်ကအဘာလို့နဲ့တာနဲ့ကွဲနေလိုက်မသိအောက်မှာဒီ9နာရီတွေဘာညာကိုအဲ့ကိုရိုက်ချက်ကြည့်လိုက်ဘယ်လိုသဘောမျိုးလဲဆိုအခု9နာရီ10နာရီပဲထားလိုက်အောင်နော်ဒီအောက်ကဒီအချိန်နဲ့အဲ့တနာရီအတော်တွင်မဲ့กว่าတော့9နာရီ0 10နာရီ0ဒီအောက်ကဟာကိုလောဆယ်ဒုတိယတစ်ခုနဲ့အညီခဏထားလိုက်10နာရီပဲထားလိုက်အဲ့မှာကိုကမြင်တာရအောင်လို့ဒီတစ်ခုကအစကတည်းက high ထားဆို high လို့လေဒီကောင်ကို show ထားဆိုအဲ့ဟိုကိုအလုံးလုံးတဲ့အချိန်ကိုကာလာလေးချဲတာပဲလေအဲ့ဒါဒါဒီစာပြီးသွားဘာမှမရှိတော့အဲ့ဒါပဲတကယ်လို့အဘမရှင်းလို့ရှင်အခုပြထားတဲ့ဟာကိုပြန်ရစ်ကြည့်လိုက်ပါနေနော်အဲ့ပြီး okay လို့နှိပ်ချလိုက်အဲ့ဒါဒီမှာဒါကြီးပေါ်လိုက်အခုတော့ရှင်းဝိုင်းဘာမှမရှိတော့မြင်းချောင်းတစ်ခုပဲရှိရပြီးတော့ကာလာချေတဲ့အောက်ရရှင်တယ်ကာလာချေတာလုံးနေတာ6ခွဲနဲ့ခွန်ခွဲဒါမဲ့အခုအချိန်မားနေတူတာမရှိနေကာလာချေသူဘယ်ကိုရောက်နေလဲဆိုပြန်ကြည့်ရမယ်မကြည့်သူစောစောတော့ဟာ4နာရီနဲ့5နာရီဖြစ်နေအေးရဆိုလို့ရှင်4နာရီ5နာရီကိုပြန်ပြောင်းခြင်းနဲ့အပေါင်းပြောလို့အဘနာမအချိန်ကကွဲနေလိမ့်မယ်ဆိုတော့အဲ့ဒါကိုတစ်ချက်ကြည့်လိုက်အဲ့တော့ပြန်သွားမယ်ဆိုလို့ရှင်သူကအေးဒီမှာ trading session ရဲ့ခေါင်းစဉ်အောက်မှာကိုကအခုလောက်ထားတာ Monday Tuesday Wednesday Thursday Friday ကိုအကောင်လုံးအမှတ်ချက်သူ original ချက်ထားပြီးသားပါမမတို့လောက်ဆောင်လို့ဒီပြောင်းရမှာဒီဟာပဲအခုကဒီခွန်လို့ရိုက်ထားလို့ရှိရင်ဟိုမှာ4လို့ပြနေအဲဆိုကိုကအခုက6ခွဲကိုတွားချင်နေဆိုခွန်ဆိုဟိုတော့ရှစ်4နော်5 6အေးပေါ့6ဆိုနောက်တဲ့နှစ်ပေါင်းမယ်အဲဆို9ပေါ့9ဒီကောင်ကနိုင်ယူဆို30ပေါ့ပြီးတော့ဒီရှစ်ကနောက်တော့သူ့ရဲ့တနာရီဆို9နာရီ10နာရီဆို10နာရီပေါ့ဒါ0ဆိုဖြတ်ပြီးတော့နာရီပေါ့ပြီးတော့ဒီတတိယတစ်ခုကသူကတပုံစံနဲ့ရေးလေအဲ့ဒုတိယတစ်ခုနဲ့10နာရီခွဲအဲ့လိုပြီးသွားဒါရေးချလို့ရှင်ဆိုနိုင်လို့ရှင်အလုံးလုံးနေလည်းဒီမှာအဲ့ဒါပြီးသွားမှာ6ခွဲနဲ့9ခွဲဒီသူပြသွားပြီအဲ့ဒီတခါအဲ့ဒီရဲ့ကာလာကိုပြောင်းချင်လို့ချင်းအဲ့ဒီနောက်ပဲပြန်သွားလိုက်အဲ့ဒါတော့မလို့မတော်ဒီ trading session မှာပဲဒီမှာကာလာပြောင်းလို့ရကိုပြောင်းချင်လို့လေပြောင်းချင်ခဲ့ဒီရှိတော့ပြောတာအခုကအပြရောင်ဖြစ်နေတယ်အဲ့လိုမျိုးအပြရောင်ဖြစ်နေဆိုပြောင်းချင်တယ်ဒီရောင်ထားကြည့်အဲ့လိုမျိုးဒါဆိုပြောင်းမို့လို့ကြည့်တာအရောင်တိတ်မကွဲတော့အဲ့လိုအဲ့မှာပြောင်းချင်ဒီမှာပဲလက်ပြောင်းလိုက်ရတယ်ဆိုတဲ့အကြောင်း
ဒီတော့ဆိုရပါကဲအဲ့ဒါအခုပြတော့ဒါတာနမရှိပြီးတော့ဒီဟာအကုန်လုံးဖြတ်ချလိုက်တော့မရှိပြီးသားဆိုတော့အင်းတို့ပိတ်ချနေတာမှဘာမှမရှိတော့အစားကလေးရှိတဲ့ဟာကိုပြန်မြင်ချလိုက်အဲ့ဒါသူကသူပြန်ပေါ်လာပါနဲ့ဘာမှတော့မဟုတ်ပါဘူးရှိပြီးတော့ပြန်သုံးတာအဲ့တော့ it does download ဆွဲပုံဆွဲနည်းတဲ့ setting လုပ်ပုံလုပ်နည်းပါနဲ့လွယ်လေးပါပဲဘာမှမရှိဟို training view app download ဆွဲဒီဟာအကုန်လုံးရှင်းထုတ်လိုက်ဆိုတာမရှင်းထုတ်တိတ်တော့အရင်မကြည့်ပါဘူးကြမလားရှင်းအောင်ဆိုကိုကဒီတစ်ခုပဲကြည့်နေအောင်လို့ဆိုရအဲဆိုဒီတစ်ခုပဲထားလိုက်ပြောလို့ပဲဒီတစ်ခုကဟို original ရှိရမဟုတ်ကိုတော့ရှာပြီးတော့၄ခုမြောက်ကအေး trading view logo လေးနဲ့အမှ sport crypto ဆိုပြီးရေးထားတဲ့ဟာအဲ့ဒီဟာပဲအဲ့ဒါမျိုးပေါ်လာရင်အေးစရာအေး all ဆိုတဲ့အပေါ်က၄အောင်ကွက်လေးကိုနှိပ်ချလိုက်အကြီးချဲသွားတဲ့ပုံစံဒါမျိုးပဲအေးလေအဲ့လေးပါပဲအဲ့ဒါပြီးသွားမယ်ဟောပြီးတော့အခုဆိုတော့ဒီများတွေတုံမဲ့ဟာဒီများတွေတုံတဲ့ဟာအဲ့လေးကိုလည်းပြီးစိုးလေ3ရအောင်ဆိုပြီးတော့ဘယ်လိုထဲမလဲဆိုလို့ရှိရင်ခဲတဲ့နောက်သွားလိုက်ခဲတဲ့ဆိုတော့1 minute ရပြီးခဲတဲ့မှာသွားလိုက်ခဲတဲ့သွားလို့ရှိရင်တော့အမှတော့အခုဒီမှာ favorite တာထည့်ထားပြီးသားဆိုတော့ဒီမှာလာပေါ်နေဘာလို့ထည့်ထားပြီးသားမဟုတ်ဘူးဆိုရှိမှာမဟုတ်အဲ့ဟိုကထည့်ချင်လို့ချင်းဒီမှာ geometry shape တဲ့ဒီဟာလေးဒီနံပါတ်သွားအခုကကိုကဒီများလို့တာကိုဒီများလို့လို့ရှင်ဒီကနမူနာဖြတ်မဲ့ပုံမှန်ဆိုလို့ရှင်မှာ arrow marker တဲ့ဒီဟာဒီမြောက်ရချင်းတဲ့အကြိုက်ဖိလို့ရှင် add to favorite လို့ပေါ်လာအဲ့မှာ style လေးကို match ချလိုက်လို့ရှင်ဒီ box နံပါတ်တော့ပေါ်ဒီအခုဒီပုံနေတဲ့ box နံပါတ်တခါပြန်သွားကြည့်မယ်နော်အခုတုံးနေတာဘာလို့လို့မှာဒီ arrow ဒီတစ်ခုရဲ့ arrow marker တစ်ခုရဲ့အဲ့ဒါကိုလည်း favorite လို့ဟာလဲပြီးတော့ arrow mark up နဲ့ arrow mark down အဲ့ဒီ3ခုလို့မှာပေါ့အဲ့ဒီ3ခုအသုံးများရဆိုလေအဲ့ဒီ3ခုက favorite လို့ဟာလဲလို့ရှင်ဆို favorite လို့ဟာလဲရှင်ဆိုဒီ box နားလေးမှာလာပေါ်နေမှာပေါ့တဲ့မလားအဲ့ဆိုရှင်ကိုကပြီးဆိုလဲတုံးလို့ရတယ်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်ဥမာဒီနေ့ဆိုလို့ရှိရင်ဆိုနော်ကွာ9 နဲ့စကွန်အေးပါနေတော့ဥမာဒီနမကွာဝင်ဖြစ်တယ်ဆိုဒီနမဒိန်ဘာအကိုပြီးဝင်လဲဆိုလို့ရှိရင်ဆိုချက်တော့ဒီမှာအဲ့လိုမျိုးလေးပြပြီးတော့ဒီမှာဘယ်မှာပြန်ထွက်ဖြစ်လဲဒီနေ့ဒီမှာပြန်ထွက်ဖြစ်တယ်TV chat screenshot ဒီမှာ screenshot တစ်ခါရိုက်အကုန်လုံးပါတယ် screenshot တစ်ခါရိုက်ပြီးတော့ဒီဟာဒီမျိုးကိုလုံးတဲ့တနိုင်လုံးနဲ့ screenshot ရိုက်ထားလိုက်အဲ့ဆိုရင်ကိုကဟိုနောက်ရက်ဒီအားလို့ရှိရင်ပြန်ကြည့်ရတယ်မလားဒီစနေတနင်္ဂနွေပါဥမာကိုကဒီချိန်ပြီးသွားပဲဒီချိန်မှာမအားလို့တခြားချိန်လို့အခုလက်ရှိဖြစ်နေတဲ့ဟာတွေဟိုမကြည့်ရကောင်းစီတော့မဟုတ်ဒါပေမဲ့တော့ကြည့်လို့ရှိရင်ဆိုဟိုအဲ့ဒါကိုတော့ကြည့်တခါကျရင်အဲ့လိုမျိုးသွားပြီးလေးလာကြည့်နေမယ်အစားဒီအချိန်ဟိုမှာပဲတော့လေးလာလို့ရှိရင်သူ့ရဲ့အချိန်မှာဖြစ်တဲ့ဟာကိုပဲကိုကနည်းနည်းပို့ဖြစ်တာရှိရအောင်ကိုကမန်းမိရပါတဲ့မှာတခါကျလို့ရှိရင်သူ့အချိန်အလျောက်ဖြစ်တာလည်းနည်းနည်းကွဲတက်လို့လေမန်းလို့နည်းနည်းကွဲတက်တော့ကိုကဒီတနိုင်စာပဲအမြဲတမ်းလေးလံနေတနိုင်စာကိုပို့ပြီးနားလဲလာတဲ့သဘောမျိုးပါဟိုဟောတော့မဟုတ်ပါဘာမှတော့မဟုတ်ပါဘူးတဲ့မှာဒီဟာဆိုလည်းဖြစ်တော့သူ့ကိုယ်သူတော့တွာလာနေရပဲတဲ့မှာအေးဒါဆိုပြီးသွားပြီပဲပြီးရအရင်ရှိအောင်မပိတ်လိုက်တော့